င်္ဂလာပါ Long Life Kitchen Channel လေးကကြိုဆိုပါရနော်ဒီကနေ့ကျွန်မပေါ့နော်အိမ်မှာမြုပ်သီးထောင်းလေးပေါ့နော်ကြခိုင်ငပိတောင်းလေးပေါ့ကြခိုင်လိုမျိုးညင်ငပိလေးနဲ့ထောင်းမှာဖြစ်တယ်အဲ့ဒါလေးကိုကျွန်မအများကြီးထောင်းထားမယ်ပေါ့နော်အဲ့ဒါလေးပြီးသားစုလို့နည်းငယ်လေးပြမယ်နော်မြုပ်သီးထောင်းစားကြမယ်ဒါလေးဆိုရင်ပေါ့နော်ဒါမြုပ်သီးဆိုရင်တော့တော်တော်လေးများတယ်ဒါပေမဲ့အဲ့ဒါလေးကကြတော့ငရုတ်သီးကခဏခဏထောင်းလဲကျမတို့ကအချိန်မရတော့ပေါ့နော်ဒီကနေ့တခါတည်းပဲငရုတ်သီးလေးကိုမှုန်းနေအောင်လှော်ပြီးတော့မှကျမငရုတ်သီးထောင်းလေးထောင်းပြီးမှပေါ့နော် frozen ရိုက်ထားမယ်ပေါ့နော်ရေခဲထားမှာဖြစ်ပါတယ်နော်ပြပါပြီကျမငရုတ်သီးလေးတွေကိုလှော်မယ်နော်မှုန်းနေအောင်လှော်လိုက်မယ်စက်သွန်ဖြူလေးလည်းပဲကျမဒီလောက်ငရုတ်သီးတိုင်းတာနဲ့ဆိုရင်တော့ကျမစက်သွန်ဖြူလေးလည်းများထည့်ထားတယ်ပေါ့နော်အန်တီအောက်ဆီဒန့်တွေအရန်ကောင်းတာဖြစ်တယ်ပေါ့နော်ဒီငရုတ်သီးထောင်းလေးရဲ့ဟာရတန်မိုးကြီးလည်းပဲအရင်ကောင်းတာဖြစ်တယ်ပေါ့နော်ကျမတို့ကုန်ပြီးမှပဲပြန်ပြောပြမယ်နော်အဲဆိုရင်ကျမကဒီမြုပ်သီးလေးတွေကိုပေါ့နော်စက်သွန်ဖြူလေးနဲ့အတူလှော်နေတယ်ပေါ့နော်ဒါကြော်တာမဟုတ်ဘူးလှော်တာဖြစ်တယ်ပေါ့နော်တစ်ဆက်ထဲမှာပဲကျမရဲ့ဒီမှာပေါ့နော်တူနာငါးလေးတွေပါဒီတူနာငါးလေးတွေကိုကျမကဒီမြုပ်သီးထောင်းလေးနဲ့ပေါ့နော်ကြော်ပြီးတော့မှထောင်းမှာဖြစ်တယ်ဒါလေးကကျမကအမြဲတမ်းမြုပ်သီးထောင်းတိုင်းမှာဒီတူနာငါးလေးကိုသုံးတယ်ပေါ့နော်တကယ်ဆိုတော့ဒီတူနာငါးကအစိမ့်စားလို့လည်းရတယ်ပေါ့နော်ဆူရှီ break ပါပေါ့နော်ဒီနေ့ကကျမမှာရှိတဲ့ဟာကကြတော့ဒါပဲရှိတော့ကျမဒီတူနာငါအစိမ့်စားတဲ့ငါလေးကိုလည်းမြုပ်ပြီးတော့ထောင်းလိုက်မယ်နော်သူကဘလို့အသားမျိုးနဲ့တူလဲဆိုတဲ့အခါမှာပေါ့နော်မသိရင်အမဲသားလိုပုံစံမျိုးလေးနဲ့ပေါ့နော်အထောင်းနဲ့ခံတာဖြစ်တယ်အရသာလေးကလည်းပဲတင်တင်လေးဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျမဒီငါလေးနဲ့မြုပ်ပြီးထောင်းမှာဖြစ်တယ်နော်ဆိုရင်တော့ကျမရဲ့လှုပ်ပြီးသားပေါ့နော်မြုပ်တီးလေးနဲ့စက်သွန်ဖြူလေးကတော့မွေးနေပါပြီနော်မှုန်လဲမှုန်နေပါပြီအဲ့ဒါလေးတော့ရပြီဆက်ထဲမှာပဲကျမရဲ့တူနာငါလေးလည်းပဲချက်ပြီးပေါ့နော်အဲ့ဒါကိုနည်းနည်းလေးအေးခံပြီးမှကျမတို့ပြန်ပြီးမှငပိတောင်လေးထောင်စားမယ်အခုကျမထဲမဲ့ပေါ့နော်ငပိလေးကိုကျမအနှဲငယ်ပကံလေးမှာပြပြီးတော့မှဒီလိုမျိုးဒီ air fry လေးနဲ့ပေါ့နော်ကင်လိုက်မယ်နော်10မိနစ်2မိနစ်လောက်ဆိုရပြီဆိုရင်တော့ကျမလှော်ထားတဲ့စက်သွန်ဖြူနဲ့ငရုတ်သီးလေးတွေကိုချိန်လိုက်မယ်နော်အခုဆိုရင်တော့ပေါ့နော်ကျမချိန်ထားတဲ့ငရုတ်သီးလေးတွေငါးလေးတွေငပိလေးတွေအကုန်လုံးပေါ့နော်နှံ့နေအောင်ပေါ့နော်အခုချိန်မှာကျမတေချာလေးထောင်းမှာဖြစ်တယ်ပေါ့နော်အဲ့မှာကျတော့စားလေးတွေအရသာမှုန့်လေးတွေထည့်ချင်တော့အနည်းငယ်ထည့်လို့ရတယ်ပေါ့နော်ဆိုဒီယမ်လေးတွေကကျတော့ငရုတ်သီးထောင်းဆိုတော့များမှာပါဒါပေမဲ့လည်းကျမတို့ပေါ့နော်ဒီနေ့ဟင်းတွေနဲ့ရောစားဖို့တော့လိုအပ်ပါတယ်နော်ဟင်းတွေဟင်းရွက်တွေနဲ့ကျမပြန်ထောင်းတော့မယ်နော်ခုစချမရဲ့ပေါ့နော်ငပိတောင်လေးကတော့ရှာပြီပေါ့နော်ငပိတောင်လေးကရတာရည်လည်းပဲအကုန်လုံးရှိပြီးငါးလေးလည်းပါတာဆိုတော့ပေါ့နော်ပရိုတင်းတက်လည်းရတယ်ဟာရတန်မိုးနောက်မှပြန်ပြောမယ်နော်ခုဆိုရင်တော့ပေါ့နော်ကျမရဲ့ငပိတောင်လေးကတော့ရသွားပြီဖြစ်တယ်ပေါ့နော်တော်တော်လေးများတယ်ကျမနှစ်ခေါက်ခွဲမှထောင်းရတယ်ပေါ့နော်တူနာငါးလေးနဲ့ထောင်းထားတာဖြစ်တယ်အဲ့ဒါပြီးရင်တော့ကျမကဒီလိုကွန်တိန်နာလေးထဲမှာလဲပေါ့နော်ကျမထည့်ပြီးတင်ထားမယ်လက်ရှိစားမယ့်ဟာဆိုကျမဒီမှာထည့်မယ်ပေါ့နော်တကယ်လို့ဒီမှာမထည့်ဘဲနဲ့ဒီလို zip 8လေးမှာလဲပေါ့နော်ထည့်တယ်ဆိုရင်တော့လည်းပဲတင်တာလည်းပဲလွယ်မှာပါပေါ့နော်ဒါပေမဲ့လီလုံအောင်တေချာတင်ပြီးတော့မှကျမတို့ကပေါ့နော် frozen ထဲမှာတင်ပြီးတော့မှစားမယ်ဆိုရင်တော့အချိန်မီပေါ့နော်ဓမင်းစားမိန်နဲ့ပေါ့နော်ဟင်းလျလေးဖြစ်ပါတယ်နော်